ပြန်လည်မွေးဖွားလာတဲ့အမျိုးသမီးဟာအသားဆိုင်မှာဝက်သားဈေးနှုန်းကိုကြားလိုက်ရပြီးအလွန်အံ့ဩသွားပါတယ်1980ပြည့်လွန်နှစ်တွေမှာဝက်သားဈေးနှုန်းဟာ1ကီလိုဂရမ်ကိုတိတ်ဆင့်တာရှိတာကိုသူမသိရှိလိုက်ရပါတယ်သူမသည်အခွင့်အရေးကိုချက်ချင်းနားလည်သွားပြီးအသားဆိုင်တစ်ခုလုံးရှိအသားများကိုအကုန်ဝယ်ယူလိုက်ပါတယ်ထို့နောက်သူမသည်သူမ၏ရခင်ဘဝကအချက်ပြုတ်နည်းလမ်းများကိုအသုံးပြုပြီး1980ပြည့်လွန်နှစ်များကမရှိခဲ့သေးသောအသားကင်ဟင်းများကိုဖန်တီးခဲ့ပါတယ်သူမသည်တတိများကိုလှိဖြတ်ရာတွင်လည်းပထမဦးစွာပန်းသီးများကိုအတုံးငယ်များဖြစ်အောင်လှီးပြီးဖန်ပလင်းထဲသို့ထည့်ပါတယ်ထို့နောက်တကြားတစ်စုံထက်ကတစ်သီးစီတူပူးများကိုပြုလုပ်ခဲ့ပါတယ်ရင်းနောက်သူမ၏အစားအစာများကိုလမ်းဘေးဆိုင်တစ်ခုတွင်ရောင်းချခဲ့ပြီးလူအများပြားကအသည့်အဆန်းဖြစ်သောထိုမုန့်များကိုစိတ်ဝင်စားလာရောက်ဝယ်ယူကြပါတယ်မကြာခင်မှာပင်အစားအစာများအားလုံးရောင်းကုန်သွားပြီးသူမသည်စုစုပေါင်းဒေါ်လာ30တူညအထိဝင်ငွေရရှိခဲ့ပါတယ်အမှန်တကယ်တော့သူမသည်နှစ်ဆက်တရားစုတွင်ကျေပွင့်9ပွင့်အဆင့်ရှိသောစပိုးမှုတဦးဖြစ်ခဲ့ပါတယ်သို့သောမတော်တဆမှုတစ်ခုကြောင့်1980ပြည့်လွန်နှစ်များသို့ရောက်ရှိသွားခဲ့ပြီးတေဆုံးသွားသောသူတို့သမီး၏ကိုယ်ခန္ဓာထဲသို့ဝင်ရောက်သွားခဲ့ခြင်းဖြစ်ပါတယ်မူလပိုင်ရှင်၏ခင်မွန်းသည်ကမယားညီမဖြစ်သူကိုချစ်ကြိုက်မိသဖြင့်မူလအမျိုးသမီးအားတပ်ဖြတ်ရန်ကြံစည်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်အမျိုးသမီးသည်အဖြစ်မှန်ကိုသိရှိသွားပြီးနောက်သူတို့သားနှင့်မယားညီမတို့၏မင်္ဂလာဆောင်သို့တိုက်ရိုက်သွားရောက်ကသူတို့၏လုပ်ရများကိုဖော်ထုတ်ခဲ့ပါတယ်လူအများရှိမှောက်တွင်သူမသည်လိမ်လည်လက်ဖျားမှုများကိုထုတ်ဖော်ပြောဆိုလိုက်ပြီးရခင်ကသူမပေးခဲ့သောငွေများကိုပြန်လည်တောင်းယူကာထိုသူအားရိုက်နှက်ဆုံးမခဲ့ပါတယ်ထိုအချိန်တွင်သူမသည်ရခင်ကသူမအားရေထဲမှကဲတင်ခဲ့သောအမျိုးသားတဦးနှင့်မတော်တဆတိုက်မိသွားခဲ့ပါတယ်ထိုမျိုးသားနှင့်တွေ့ဆုံချိန်တွင်သူမကဤခွင့်ရေးကိုအသုံးချကာလက်ထပ်မည်ဖြစ်ကြောင်းချက်ချင်းကြေညာလိုက်ပါတယ်အမျိုးသားကအံ့ဩသွားတော်လဲသူမကိုနှစ်သက်သောကြောင့်သဘောတူလိုက်ပါတယ်လူအများကထိုမျိုးသားကိုဆင်းရဲသူဟုထင်မှတ်၍ရေမောကြတော်လဲအမှန်တကယ်တော့သူသည်ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်အိမ်သို့ပြန်ရောက်သောအခါအမျိုးသားသည်ကြီးမားသောအိမ်နှင့်ဟိုတယ်ကိုပိုင်ဆိုင်ကြောင်းသူမသိရှိသွားပါတယ်အမျိုးသားကသူမ၏စိတ်ရင်းကိုစမ်းသပ်လိုသောကြောင့်သူသည်ဆင်းရဲသူဖြစ်ဟန်ဆောင်ခဲ့ပြီးအရာအလုံးသည်အခြားသူများထံမှရရှိထားခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါတယ်သို့သောသူသည်သူမအပေါ်ရိုးသားမှုရှိကြောင်းကိုလည်းပြသခဲ့ပါတယ်